လေးတစ်ထောင်နဲ့ရှိရုံနဲ့ဘာလို့လို့ရလဲဆိုရင်တော့ဟင်းတစ်ခွက်ရပါတယ်သွေးကဲလေးကြော်စားပါမယ်သွေးကဲကတော့တစ်ထောင်မို့ပါကြိုက်တဲ့သွေးကဲသုံးပါသွေးကဲလေးကိုစားချင်တဲ့ပုံစံမျိုးလေးဖြတ်လိုက်ပါတော့မမတို့တုံးလေးပဲဖြတ်ထားပါတယ်အပြီးတော့ကြက်သွန်မေကိုလေးပြောပြအောင်မယ်ကြက်သွန်လေးဒီအချိန်မှာအညောင်းအထွက်တဲ့အချိန်မှာလေးလွတ်မပြစ်ပါနဲ့တော့မမဆိုရင်ရှန်ထဲမှာဒီတိုင်းလေးတွေအညောင်းထွက်နေတဲ့ဟာလေးကိုထိုးထားတာပါအဲ့ကနေပြီးတော့သွားပြီးတော့ခူးလာတဲ့ဟာလေးပါအရင်ဆုံးသွေးကလေးမှာစားရှူမုတ်ရဲ့ဆွနွတ်မုတ်လေးရဲ့ထည့်ပြီးနေပါမယ်ဆွနွတ်မုတ်လေးထည့်နေပါနော်အာမအညီတန်လေးပြောက်တာပါမမစိတ်သွေးကသုံးထားမှာမလို့ပါအရင်ဆုံးစီတက်ပါမယ်ကျက်သွန်မျိုးလေးစီတက်ပြီးမွေးလာပြီဆိုရင်တော့သွေးကလေးတွေကိုထည့်လိုက်ပါမယ်သွေးကလေးတွေကိုမာပြီးတော့ရဲသွားတဲ့အချိန်ကြော်လိုက်ပါမယ်အခုနေမျိုးလေးဖြစ်သွားပြီဆိုရင်တော့ရပါပြီကျက်သွန်လေးကိုထည့်လိုက်ပါမယ်နော်သွေးကလေးစားအောင်စားပေးတဲ့နော်ပဲသွေးကလွယ်ရင်လေစိတ်သွေးမဲသွေးအဲ့လိုမျိုးလေးစားပေးတယ်မှာလေဘာကြောင့်လဲဆိုရင်လေသွေးရတဲ့လူရဲ့အတွက်ကတော့လုံးဝစီးပါကျက်သွန်လေးကလည်းစီးဘက်ဝင်ပါတယ်ကျက်သွန်နဲ့မွေးလေးနဲ့တော်တော်လေးစားကောင်းပါရှင်